ဘယ်လိုမင်္ဂလာပါရှင်။အဲ့ကိုလေ့ကျင့်ပေးရမယ်။သွားစီရမယ်ပေါ့နော်။သူသွားချင်အောင် crawling လုပ်ချင်အောင်အဲအကူအညီထောက်ပံ့မှုတွေညီမျိုးစုံနဲ့လှုပ်ဆောင်ပေးကြရမှာလည်းဖြစ်တယ်။အဲ့လိုပဲ motor planning တွေရှိရမယ်။ reaching for the object သူ့ရဲ့အရာဝတ္ထုတွေစီကိုလှမ်းသွားခြင်းတဲ့စိတ်တွေပေါ့နော်။ဒါမျိုးတွေရရှိလှုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးရမယ်။oculomotor control တွေမျက်စိကိုထိန်းချုပ်နိုင်တာပေါ့နော်ဒီဟာကိုဒီလိုမျိုး oculomotor control ရှိမှသာတင်မုံမှာရှိထားတဲ့စာအုပ်ထဲကိုဥရည်တတ်မှာလေဒါမှမဟုတ်မျက်လုံးနဲ့ကျမတို့မော်တာလှုပ်ရှားမှုနဲ့လက်နဲ့က control မလုပ်နိုင်ဘူးဆိုရင်သူစာကူးရေဖို့အစားမှာခက်ခဲသွားစေမှာလည်းဖြစ်တယ်နောက်တစ်ခုက visualization တွေအမြင်အာရုံတွေအားကောင်းဖို့လိုတယ်ဒါမှသာအကြောင်းအမြင်ရောကောင်းနေမှသာ writing ပဲကောင်းမှာ oral language တွေ word finding တွေစကားလုံးတွေကိုရှာတတ်တာပေါ့နော်ဒါတွေငယ်စဉ်ကလေးကလေ့ကျင့်ပေးလို့လည်းရတာဖြစ်တယ် behavior ပြုမှုတွေပေါ့နော်အဲ့ဒီအထက်ပါအကြောင်းအရာတွေကောင်းနေမှဒါ academic ဘိုင်းမှာလည်းစင်ပြေချောချောမွေ့မွေ့နဲ့ပေါ့နော်သူတို့တွေသင်ကြားသင်ယူနိုင်မှာဖြစ်တယ်သင်ယူမှုတွေဆောင်ရွက်နိုင်မှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ဒီဟာတွေကိုဒါလေးကတော့ရှေ့မှာပေးတဲ့ slide ကလေးကိုကျွန်မဒါလေးကိုဘာသာပြန်ထားလိုက်တာပေါ့နော်ဒါကြောင့်ဒီဟာအာယုံဒီကမာစက်ကြက်သားတွေရဲ့အခြေအနေကောင်းရမယ်ပျောက်ကွယ်သွားကြမယ်အချိန်မှာအဓိက ATNR တွေကပျောက်ကွယ်ရမယ်အဲ့လိုပဲလက်တည်းရဲ့စုပ်ကိုင်နိုင်စွမ်းနေထိတွေ့အာယုံနေရှိရလားကလေးကသူ့ပါးလေးကိုသွားကြည့်ရင်ပြုံးပြတတ်လားပြန်လဲတုံ့ပြန်မှုရှိရလားမရှိဘူးဆိုရင်ဒါဆိုဒီနေရာမှာလိုအပ်ချက်ရှိနေပြီဆိုတာကိုတန်းပြီးတော့ပဲသတိထားမိရမှာပေါ့နော်သတိထားမိရမှာအဲ့လိုပဲ vestibular ဟန်ချက်ညီအာယုံကိုယ့်ရဲ့ခန္ဓာကိုယ်ဟန်ချက်ညီထိန်းချုပ်နိုင်ရမယ်အဲ့ဒီရွယ်ရောက်ပြီးတော့မထိန်းချုပ်နိုင်သေးဘူးဆိုသူ့မှာအားနည်းချက်ရှိနေပြီဆိုတာကိုချက်ချင်းသိရမှာပါချက်ချင်းသိရင်ချက်ချင်းသူ့ကိုဦးညဒီကပေါ့နော်ဒီအားနည်းချက်ကိုဖြည့်စည်းဆောင်ရွက်ပေးရမှာလည်းဖြစ်ပါတယ်ရှင်အဲ့လိုပဲ crawling တွေသွားရဲ့လားပေါ့ဒါမျိုးတွေကိုစောင့်ကြည့်ရမယ်အဲ့လိုပါပဲပေါ့နော်စသည်ဖြင့်ဒီကအရာဝတ္ထုတွေကိုလှမ်းဆုပ်ကိုင်ခြင်းတွေလှုပ်ဆောင်တတ်ရဲ့လားမျက်လုံးလှုပ်ရှားမှုကိုထိန်းချုပ်တတ်ရဲ့လားမျက်လုံးကတနေရာကြည့်ဆိုတနေရာတည်းပဲတိုက်ကြည့်နေတာပြန်ကြည့်ရမယ့်အချိန်မှာသူပြန်မကြည့်တော့ဒါဆိုရင်ချော့မြူတာအစားမှတစ်ဖက်ထဲကနေချော့မြူတာမဟုတ်ဘဲနဲ့ပေါ့နော်ဘက်ပေါင်းစုံကနေချော့မြူခြင်းတွေပေါ့ဒါမျိုးတွေကိုသူလှုပ်ဆောင်နိုင်ရမယ်ဒါလေ့ကျင့်ပေးကြရမှာဖြစ်တယ်အဲ့လိုပဲကိုယ့်ရဲ့ဒီဟာ visualization ပေါ့ကိုယ့်ရဲ့စိတ်ထဲမှာမြင်ကွင်းကိုဖန်တီးခြင်းမြင်ရောက်ခြင်းတွေ oral language နှုတ်မှုဘာသာစကားတွေစကားလုံးတွေကိုရှာဖွေတတ်တာတွေဒါတွေကတဖြည်းဖြည်းကြီးလာတဲ့အခါမှာသူကဒီလိုမျိုး word finding တွေကိုလှုပ်ဆောင်တတ်လာမှာ behavior အပြုမှုအမှုအကျင့်တွေကောင်းလာမယ်အဲ့ဒီမှာကောင်းပြီဆို academic ဘိုင်းမှာကောင်းလာမယ်ပေါ့နော်ဒါဆိုရင်အထက်အပေါ်မှာပြီးထားတဲ့အခြေအနေတွေအားနည်းရင် academic ဘိုင်းလည်းအားနည်းသွားစေတာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ comprehension ဒီက comprehension ပြီးတော့ writing ဘိုင်းမှာဆိုရင်ဒီကကိုနေရန်သားနဲ့အခြေခံလှုပ်ရှားမှုတွေ posture and basis mobility ပေါ့နော် mobility မာစယ်တုံးကြွက်သားရဲ့အခြေအနေတွေဒါကိုဟန်နေတာကောင်းမှုအတွက်အခြေခံကြတယ်ကိုယ့်ရဲ့ကိုယ်ရယ်နဲ့ပခုံးတစ်ဝက်ရဲ့ကြွက်သားတွေကောင်းမှကျမတို့ခန္ဓာကိုယ်မှာရောနောက်တစ်ခါဒီကကျမတို့ဒီလက်ကောပေါ့နော်ကြွက်သားတွေကောင်းနေမှစာရေးဖို့အတွက်စပွဲမှာမမတ်ထိုင်ပြီးတော့လက်ကဝတ်နဲ့လက်ချောင်းတွေကိုလွတ်လွတ်လပ်လှုပ်ရှားနိုင်မှာဖြစ်တယ်။တခုခုကအားနေနေပြီဆိုရင်ကလေးကစာရေးဖို့ထိုင်ရုံနဲ့တင်ပင်မနှွမ်းနေသွားတော့မယ်။လက်ကိုမိခိုအားယူဖို့ခက်ခဲသွားတတ်တယ်တဲ့။ဒါကြောင့်မာစယ်တုံးရဲ့ကြွက်သားရဲ့အခြေအနေကလည်းကောင်းမွန်ဖို့လိုတယ်။ဘာလို့လဲဆိုတော့ तू ကဒီကြွက်သားတွေကောင်းမှမှ तू ကစာရေးဖို့အတွက်စပွဲမှာမမတ်ထိုင်နိုင်မှာလက်ကဝတ်တင်တဲ့လက်ချောင်းတွေကိုလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်မှာဒါကြောင့်ဒီကြွက်သားတွေအားကောင်းနေဖို့လိုအပ်တာလည်းဖြစ်တယ်အားမကောင်းမှုအားနည်းနေတယ်ဆိုရင် तू စာရေးစပွဲကိုထိုင်လိုက်တာနဲ့အတွက်ဒီပိုင်းနဲ့သူ့မျက်နှာကလေးရဲ့မျက်နှာကြည်လင်မှုမရှိတော့ဘူးဖြစ်သွားမယ်ကလေးကြည်လင်မှုမရှိတာအပြင်းလို့စာမရေးခြင်းလို့ဆိုပြီးအဲ့လိုမျိုးကြီးကျမတို့တွေတစ်ဖက်သက်မဆုံးဖြတ်စေချင်ပါဘူးကလေးဘယ်နေရာမှာလိုအပ်ချက်ရှိနေတာတော့ဘယ်နေရာတွေမှာအားနည်းချက်ရှိနေတာတော့ကြွက်သားတွေကတော့တန်ပါပြီလားပေါ့မိမိတွေရဲ့စာရေးစာဖတ်တတ်ဖို့တဲ့ပေါ့နော်ကိုယ်ကလေးရဲ့ physical ဘိုင်းဆိုင်ရာတွေကျမတို့ဒီအုံနောက်ပိုင်းဆိုင်ရာတွေဖွံ့ဖြိုးဖို့ကအဓိကအရေးကြီးတာလည်းဖြစ်ပါတယ်ရှင်
အဲ့တော့ကြတော့အဓိကခန္ဓာကိုယ်ပိုင်းဆိုင်ရာလဲတန်ဆွမ်းနေပြီအုံနောက်ပိုင်းဆိုင်ရာလဲဖွံ့ဖြိုးနေပြီဆိုရင်ဒီစာရေးခြင်းစာဖတ်ခြင်းကတက်မြောက်သွားမှာလည်းဖြစ်တယ်အဲ့တော့တကယ်အခြေခံကြတဲ့ခန္ဓာကိုယ်ပိုင်းဆိုင်ရာကြွက်သားတွေတန်မာဖို့နဲ့အုံနောက်ပိုင်းဆိုင်ရာဖွံ့ဖြိုးဖို့ကိုအစောတလင်လှုပ်ဆောင်ရမှာဖြစ်တယ်ဆိုတာလေးကိုကျွန်မအထူးအလေးပေးပြီးဆွေးနွေးပါရစေဒါကြောင့်ကျမတို့နောက်တစ်ခါဒီက ATNR လို့ခေါ်တဲ့ asymmetrical tonus neck reflex ပေါ့ဒါမွေးရပါတုံ့ပြန်မှုတစ်ခုဖြစ်တဲ့ပုံမှန်အသက်6လဝန်းကျင်မှာပျောက်သွားရမယ်ဆက်ရှိနေခဲ့လို့ရှိရင်ကလေးခေါင်းလဲလိုက်တဲ့အခါမှာအဲ့ဒီဘက်ကလက်မောင်းကိုအလိုအလျောက်ဆန့်ထုတ်တတ်တဲ့သဘောရှိတာမို့စာဖတ်ဖို့အတွက်လက်ကိုထိန်းချုပ်ရတာအလွန်ခက်ခဲစေတယ်လက်ကိုညှိနှိုင်းအသုံးပြုရတဲ့စာရေးခြင်းအတွက်အနှောင့်အယှက်ဖြစ်သွားမယ်ဒီ ATNR တွေဆက်ရှိနေမယ်ဆိုရင်စာရေးခြင်းအတွက်အနှောင့်အယှက်ဖြစ်သွားစေနိုင်တာလည်းဖြစ်တယ်အဲ့လိုပဲလက်မောင်းနဲ့လက်ဖြားကြွက်သားတွေတန်မာဖို့လိုတယ်ဒါမှသာသူတို့ကပကုံးအစစ်ရဲ့တည်ငြိမ်မှုနဲ့လှုပ်ရှားမှုတွေကိုအခြေခံတဲ့ပခုံးငါကောင်းကောင်းထိန်းချုပ်နိုင်မှလက်မောင်းကိုဆန်တန်းပြီးမှသူ့ရဲ့လက်ကောက်ဝတ်တွေနဲ့လက်ချောင်းတွေကိုကောင်းကောင်းအသုံးပြုနိုင်မှလည်းဖြစ်တယ်။ဒါကြောင့်ခဲတံကိုစုပ်ကိုင်နိုင်မှုအတွက်ဓာတ်ရိုက်ဆက်နေတယ်ပေါ့နော်။ငယ်စဉ်မှာ hand grasp လုပ်တယ်ဆိုတာဟာကျမတို့ဒီသူ6လကျော်သွားတဲ့ချိန်မှာဒီကလေးကသူ့ရဲ့လက်တွေဟာတန်မာဖို့အတွက်ဒါအခြေခံကြတဲ့အချက်ကလေးလည်းဖြစ်တယ်။နောက်ပြီးတော့ဒီလိုမျိုး hand grasp ကသူကဒီ6လကျော်သွားတာပါမပြောက်သေးပဲနဲ့ဆက်ရှိနေမယ်ဆိုရင်သူ့ရဲ့လက်ချောင်းလေးတွေကခဲတံကိုစုပ်ကိုင်နိုင်တဲ့ပုံစံမှန်မှန်တတ်ဘဲနဲ့ခဲတံကိုတင်းတင်းကြီးစုပ်မိထားတတ်တယ်ခဲတံဆိုတာတကယ်တော့လေသူ့ရဲ့တာမန်relax ဖြစ်စွာနဲ့ပေါ့နော်တတောင့်တတာနဲ့ကင်ပြီးတော့ရေးရမှာအဲ့ဒါကိုမဟုတ်ဘဲခဲတံကြီးကိုလက်စီတွေထွက်လာအောင်ကြီးဒီခက်တင်းတင်းကြီးစုပ်ညှစ်ထားတယ်ဆိုတာတွေဟာကလေးမှာဒီကြွက်သားပိုင်းဆိုင်ရာလိုအပ်ချက်ရှိနေတာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်လက်မောင်းကြွက်သားတွေမြန်မြန်ပင်ပန်းစေပြီးတော့လက်ရည်မလားတော့ဘူးတဲ့။ကျမတို့တွေကကလေးလက်ရည်မလားရဲ့အသုံးမကျဘူးလို့ယူဆကြတာ။တကယ်တော့ကလေးမှာကြွက်သားတွေတန်မာရဲ့လားဆိုတာပြန်လည်ဝေဖန်ဆန်းစစ်ဖို့လိုအပ်နေတယ်ဆိုတာလေးကိုကျမအနေနဲ့အထူးဆွေးနွေးပေးရတာပါ။အဲ့တော့ကလေးကကြွက်သားတွေမှာတန်မာနေတယ်။အုံနောက်ပိုင်းဆိုင်ရာတွေလည်းဖွံ့ဖြိုးနေပြီဆိုရင်သူတက်တောင့်တက်တာနဲ့ပင်ပန်းမှုမရှိဘဲနဲ့စာရေးသားခြင်းကိုလှုပ်ဆောင်နိုင်မှာလည်းဖြစ်ပါတယ်ရှင်။ဒါလေးလည်းကျမတို့တွေသတိထားဖို့လိုအပ်တဲ့ချက်ကလေးလည်းဖြစ်တယ်။ touch ထိတွေ့အာရုံခဲတံကိုလက်ထဲမှာကင်ထားတဲ့အခါမှာဖိအားဘယ်လောက်ပေးရမလို့ခဲတံကစာရွက်ပေါ်ကိုဘလို့ထိတွေ့နေလဲဆိုတာကိုသိဖို့အတွက်ထိတွေ့အာရုံကအရေးပါပါတယ်တဲ့။ဒီအာရုံအားနည်းနေလို့ရှိရင်ခဲတံကြီးကိုတင်းတင်းကြီးစုပ်မိတယ်ဒါဟာလက်ကလွတ်ကြတာမျိုးတွေဖြစ်တတ်တယ်။ तू ကတော့တင်းတင်းစုပ်ထားတာပဲကြွက်သားကအားနည်းတဲ့အခါမှာခဲတံတွေကလွတ်ကြတယ်။နောက်တော့ကတင်းတင်းကြီးစုပ်ထားရတဲ့အတွက်သူ့ရဲ့ကြွက်သားတွေကနာကျင်နေတယ်ပေါ့နော်။ဒါကြောင့်ခဲတံကင်နေဆိုတာလဲတကယ်တော့ကလေးတွေကလွယ်ကူတယ်လို့လည်းမြင်ကလေးရဲ့ကြွက်သားတွေတန်မာမှအဆင်ပြေပြေရှိနေမှဒီခဲတံကိုသူတက်တောင့်တက်တာနဲ့ကင်ပြီးတော့စာကိုစိတ်ဝင်စားရေးနိုင်မှာကြက်သားတွေကအားနေနေရင်သူခဲတံကိုကန်ရတာအစားမှာကလေးတွေပြင်ပန်းနေမှလည်းဖြစ်တယ်။ဒါလေးတွေကိုကျမတို့သိရှိထားဖို့လိုအပ်ပါတယ်ရှင်။နောက်တစ်ခု vestibular ဆိုတဲ့ဟန်ချက်ညီပေါ့နော်အာယုံငယ်စနစ်ကဟန်ချက်ညီထိန်းချုပ်နိုင်တာကလေးရဲ့ဟန်ချက်ညီမှုနဲ့ဦးခေါင်းတွေမျက်လုံးတွေကိုယ်လုံးကိုယ်ရည်တွေရဲ့တည်ငြိမ်မှုကိုထိန်းချုပ်ပေးတဲ့ဒီစနစ်ကောင်းမှလည်းစာရေးတဲ့အခါမှာခေါင်းနဲ့မျက်လုံးကိုတည်တည်ငြိမ်ငြိမ်ထားနိုင်မှာဖြစ်ပြီးတော့စာကြောင်းတွေကိုဖြောင်းတန်းအောင်ရေးနိုင်မှာဖြစ်တယ်တဲ့ဒါကြောင့် vestibular ဆိုတဲ့เนาะကျမတို့ဒီခန္ဓာကိုယ်ဟန်ချက်ညီထိန်းချုပ်နိုင်တဲ့ခြေနေမျိုးဖြစ်အောင်လဲလေ့ကျင့်ပေးဖို့လိုအပ်တယ်အဲ့ဒီဟာမှာ crawling တွားသွားခြင်းဟာရေးကြီးသွားပြီတွားသွားခြင်းပေါ့နော်ကျမတို့ဆိုလေးဘက်ထောက်သွားခြင်းပေါ့လေးဘက်ထောက်သွားခြင်းဟာရေးကြီးတယ်ဒီလေးဘက်ထောက်သွားခြင်းဟာခန္ဓာကိုယ်ရဲ့ဘယ်ညာကိုညှိနှိုင်းပြီးတော့ပေါ့နော် crossing lateral condition ကိုဖွံ့ဖြိုးစေတာဖြစ်တယ်တဲ့ဒါကြောင့်ကျမတို့အဓိကပေါ့နော်လေးဘက်ထောက်သွားခြင်းဟာရေးကြီးတယ်ဒါကြောင့်အုံနောက်ရဲ့ဘယ်ချမ်းညာချမ်းတွေနဲ့ဆက်သွယ်နေတယ်ဒါကြောင့်အုံနောက်ပိုင်းဆိုင်ရာကိုလည်းအားကောင်းစေတယ်ဒါကြောင့်နောက်ပိုင်းစာဖတ်ခြင်းတွေစာရေးခြင်းတွေအတွက်အခြေခံကောင်းတစ်ခုဖြစ်တယ်ဒီလိုမျိုးလေးဘက်ထောက်သွားခြင်းမပြည့်စုံခဲ့ဘူးဆိုရင်လက်နဲ့မျက်လုံးတို့ရဲ့ညှိနှိုင်းမှုတွေမှာအားနည်းနေနိုင်တယ်ခန္ဓာကိုယ်မှာဘယ်ညာရှုပ်ထွေးမှုတွေဖြစ်တတ်တယ်တဲ့အဲ့တော့ဒါကြောင့်ကလေးတွေကိုငယ်စဉ်မှာသူတို့တွေလေးဘက်ထောက်သွားအောင်သွားအောင်ပေါ့နော်ဒါ crawling လုပ်အောင်ပေါ့နော်လေ့ကျင့်ပေးရမယ်သူတို့စိတ်ဝင်စားမဲ့ကစားစရာအယုတ်ကလေးတွေနဲ့
crawling လုပ်အောင်ပေါ့နော်ပံ့ပိုးပေးကြရမယ်အဲ့လိုပဲပေါ့နော် motor planning ဆိုတဲ့လှုပ်ရှားမှုအစီအစဉ်တွေမှာဆိုလေလှုပ်ရှားမှုတစ်ခုလှုပ်ဆောင်မှုအတွက်အုံနောက်ကအစဉ်စဉ်စီစဉ်တွက်ချက်တဲ့စွမ်းရည်ဖြစ်တဲ့စာရေးတဲ့အခါမှာစလုံးပုံသဏ္ဍာန်ကိုမြင်ရောက်ပြီးတော့လက်ကိုဘယ်လိုရွှေ့ရမယ်ဆိုတာကိုအစဉ်စဉ်စီစဉ်ရတာဖြစ်တယ်ဒီစွမ်းရည်အားနည်းလွင်လို့ရှိရင်စလုံးတွေရဲ့ပုံသဏ္ဍာန်တွေမှန်မှန်နာစာရေးတဲ့အခါမှာဝေ့ဝိုက်ပြီးရေးတတ်တာမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကျမဒီဆွေးနွေးခဲ့တာတွေကိုနားထောင်လိုက်ရရင်ကလေးတွေကစာရေးရာတွေမှာချွေရင်းချက်တွေဖြစ်နေကလေးကိုပြေးတန်းပြီးတော့မတင်ဖြစ်တော့ဘူးလို့ပဲမြင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့ငယ်စဉ်မှာဘယ်နေရာမှာဘလို့အားနည်းချက်တွေရှိခဲ့တုံးဆိုတာကိုပြန်ပြီးတော့တွေးစားမိလိမ့်မယ်လို့ကျမအနေနဲ့မျှော်လင့်ပါတယ်ရှင်။အဲ့တော့ကြတော့အဲ့လိုပဲပေါ့နော်။ oculomotor control ဆိုတဲ့မျက်လုံးကြွက်သားထိန်းချုပ်နိုင်စွမ်းတွေရှိအောင်လဲရှိနေရမယ်။ဒါမှသာစာရေးတဲ့အခါမှာမျက်လုံးကစာရွက်ပေါ်ကစလုံးကနေပြီးတော့နောက်တစ်လုံးကိုချောမွေ့စွာလိုက်ကြည့်နိုင်မှာဖြစ်တယ်။ဒီကြွက်သားရဲ့ထိန်းချုပ်နိုင်မှုအားနဲ့စာကြောင်းကိုလိုက်ဖတ်ရတာခက်ခဲတဲ့အပြင်ကိုရေးနေတဲ့နေရာကိုကမျက်လုံးနဲ့ချိန်ဆနိုင်မှုခက်ခဲသွားနိုင်တယ်။ဒါကြောင့်ဒီက visualization မြင်နိုင်စွမ်းတွေဟာစလုံးကိုမရေးခင်အဲ့ဒီစလုံးရဲ့ပုံသဏ္ဍာန်နဲ့စိတ်ထဲမှာမြင်ရောက်နိုင်ဖို့လိုအပ်တယ်။ဒါစလုံးပေါင်းတပ်ပုံမှန်ဖို့နဲ့လက်ရေးလှရေးဖို့အတွက်အရေးပါတယ်ပေါ့နော်။ဒါကြောင့်ဒီကလိုမျိုးပေါ့နော်ဒီစွမ်းရည်တွေဟာလည်းပဲ visual skill တွေဟာလည်းပဲအရေးကြီးတယ်။ဒါကိုငယ်စဉ်ကတည်းကသူတို့ကိုချော့မြူရင်းနဲ့ပေါ့နော်။ကြောက်ချက်ကလေးတွေနဲ့အပေါ်မှာချိတ်ဆွဲရင်းနဲ့သူတို့ရဲ့ visual ဘိုင်းတွေဖွံ့ဖြိုးအောင်ဒီ skill တွေရရှိအောင်လေ့ကျင့်ပေးထားကြခဲ့ရမှာလည်းဖြစ်ပါရဲ့ရှင်။အဲ့ဒီလိုပဲကျမတို့ဘာသာစကားနဲ့အပြုအမူတွေမှာဆိုရင်ဒီ word finding တွေရှာဖွေနိုင်မှုစာရေးခြင်းဆိုတာနှုတ်ဖြင့်ပြောရတဲ့ဘာသာစကားကိုသင်္ကေတတွေနဲ့မှတ်တမ်းတင်ခြင်းနဲ့ဖြစ်တယ်။ကိုပြောခြင်းတဲ့စကားလုံးကိုနှုတ်နဲ့မြန်မြန်ရှားမတွေ့ရင်စာရေးရမှာလည်းနှေးကွေးသွားနိုင်တယ်ပေါ့နော်။အဲ့ဒီလိုမှတစ်စင်အပြုအမူတွေပါအထက်မှာပေးထားတဲ့အချက်တွေအားနည်းလို့ရှိရင်ကလေးရစာရေးခြင်းကိုရှောင်ရှားတဲ့အပြုအမူတွေဖြစ်လာမယ်။စာရေးခိုင်းလို့ရှိရင်ကလေးရစိတ်ညစ်စိတ်တိုးလာမယ်ညှင်းဆန်လာမယ်အာယုံတွေပြန့်လင့်လာမယ်ဒါကလေးပြင်းလို့မဟုတ်ဘူးဆိုတာသူတကယ်ခက်ခဲနေလို့ဆိုတာကိုကျမတို့နားလည်ပေးဖို့လိုအပ်တာလေးဖြစ်ပါတယ်ရှင်။အဲ့လိုမျိုးနားလည်နေနောက်ဆုံးမှာacademic ဆိုတာအထက်မှာပေးထားတဲ့အချက်တွေအားလုံးပေါင်းစည်းရတဲ့စွမ်းရည်တွေဖြစ်တယ်။ဓာတ်ရိုက်တက်ရောက်မှုလည်းဖြစ်တယ်။စာရေးခြင်းဟာဘာသာစကားအားလုံးရဲ့အခြေခံလည်းဖြစ်တယ်။ဒါကြောင့်စာရေးခြင်းစွမ်းရည်အားနည်းခြင်းဟာတခြားပေါ့နော်စာရေးစာကုန်းတွေမှတ်စုတွေစာမေးပွဲဖြေဆိုတဲ့ပညာရေးကဏ္ဍရဲ့ကဏ္ဍအားလုံးကိုကျေပြန့်စွာထိခိုက်သွားစေနိုင်တယ်။ဒါကြောင့်ဒီ writing ဘိုင်းတွေဟာအရေးကြီးတယ်။အရေးကြီးအောင်ဒီ writing ဘိုင်းနဲ့ဆိုင်တဲ့ဖွံ့ဖြိုးရမယ့်ဖွံ့ဖြိုးရမယ်ပေါ့နော် muscle tone တွေ ATNR တွေဒါတွေကိုလည်းပဲသူတို့တွေဒါဆက်ရှိနေဘယ်လိုလှုပ်ဆောင်ပေးမလို့ပေါ့အဲ့လိုပဲ hand grab တွေ touching ဘိုင်းတွေနောက်တက vestibular crawling တွေ motor planning တွေရှိရမယ်oculomotor control တွေရှိရမယ် visualization တွေပေါ့နော်အဲ့ဒီအမှတစင် oral language တွေ word finding တွေကလိုသူတို့တွေဒါတစင်ချင်းစီဖြစ်လာမှာ behavior တွေ academic ဘိုင်းတွေပေါ့ဒါတွေကလည်းပဲကျမတို့ writing ဘိုင်းနဲ့ဆိုင်တဲ့အခြေခံအချက်လက်တွေဖြစ်တယ်ဒီစွမ်းရည်တွေထိခိုက်လို့မဖြစ်ဘူးပေါ့နော်ဒါဒီစွမ်းရည်ဒီအချက်တွေကိုမှထိခိုက်နေပြီဆိုရင်တို့ writing ဘိုင်းမှာပါခက်ခဲသွားစေမှာလည်းဖြစ်ပါတယ်ရှင်အဲ့တော့ဒါဆိုရင် writing ဘိုင်းမှာခက်ခဲနေပြီဆိုရင်ကျွမ်းကျင်သူနဲ့တိုင်ပင်ရမယ်အခြေခံအဆင့်တွေကိုစနစ်တကျကဲဖြတ်ပြီးတော့လိုအပ်တဲ့ကုထုံးတွေပေးရမယ်ပေါ့နော်နောက်တစ်ခါကျမတို့အဲ့လိုမျိုးဆိုရင်ကျမတို့ကလေးတွေ writing ဘိုင်းမှာအားနည်းတဲ့ကလေးတွေဆိုကြွက်သားတွေတန်မားလာအောင်ရှို့ဈေးတွေနဲ့ကစားခြင်းတွေသဲပေါ်မှာလက်နဲ့ရေးဆွဲခြင်းတွေချစ်တန်တူတူလေးတွေနဲ့ပေါ့နော်သဲပေါ်မှာရေးဆွဲစေခြင်းတွေလက်ရဲ့စွမ်းအားနဲ့ထိတွေ့အာရုံကောင်းမွန်စေဖို့အတွက်လှုပ်ဆောင်ပေးရမယ်စိတ်ရှည်ရမယ်ကလေးကိုစာရေးခိုင်းတဲ့အခါမှာဖိအားမပေးဘဲနဲ့အားပေးစကားပြောပြီးတော့ပေါ့နော်စာရေးခြင်းဟာသူ့အတွက်ခက်ခဲတဲ့အလုပ်ဖြစ်နေမှမိဘလုပ်တဲ့သူဆရာလုပ်တဲ့သူကနားလည်ပေးပြီးတော့စာရေးခြင်းဟာလက်ချောင်းလေးတွေလှုပ်ယုံနေရင်ပြီးတာမဟုတ်ဘူးတကူလုံးမှာရှိတဲ့ခံစားမှုတွေလှုပ်ရှားမှုစနစ်တွေပေါင်းဆက်ညီနိုင်မှုရဲ့ရလဒ်ဖြစ်တယ်ဆိုတာကိုသိရှိလာဖို့အရေးကြီးပါတယ်ရှင်အဲ့ဒါဟာကျမတို့ကလေးတွေကိုလှုပ်ဆောင်ပေးရမယ်နီလန်းလေးတွေဗိုက်တီမိုင်အားနေနေပြီဆိုရင်ခုနလိုမျိုးပေါ့နော်ဂျုံနေနဲ့နဲပြီးတော့ပေါ့နော်လှုပ်ဆောင်တာတွေသူ ready made ပျော့လေးတွေရှိရလေအယုတ်ကလေးတွေလုပ်လို့ရသူတို့စိတ်ဝင်စားတာဒါမျိုးတွေနဲ့ပေါ့နော်လက်တွေတန်မားလာအောင်ပေါ့နော်လေ့ကျင့်ပေးကြရမယ်တန်မာပုံကတော့တန်မာအောင်ကြွက်သားတွေတန်မာရမယ်အုံနောက်ပိုင်းဆိုင်ရာတွေဖွံ့ဖြိုးနေရမယ်
ဒါဆိုရင်ဖွံ့ဖြိုးအောင်လေ့ကျင့်ပေးခဲ့မယ်ဆို writing ဘိုင်းကအားမနည်းပဲနဲ့ပေါ့နော်အားကောင်းနေမှာပါအဲ့တော့ဒီလိုအားကောင်းအောင်လည်းပဲကျမတို့ငယ်စဉ်မှာကလေးကပေါ့နော်လေ့ကျင့်မှုတွေကလှုပ်ဆောင်ခဲ့ရမယ် writing ဘိုင်းအားနည်းခြင်းဟာတခြားကြွက်သားပိုင်းဆိုင်ရာတွေရောကျမတို့အမြင်အာရုံပိုင်းဆိုင်ရာတွေအကြားအာရုံပိုင်းဆိုင်ရာတွေပါအားနည်းနေလို့ဖြစ်နိုင်တယ်ဒါမျိုးတွေကိုဝေဖန်သုံးသပ်ပြီးတော့မှသူတို့တွေရဲ့လိုအပ်ချက်ကလေးတွေကိုဖြည့်ဆည်းပြီးတော့ပေါ့နော်ဒီဘိုင်းတွေမှာအားကောင်းလာအောင်ဒီ writing ဘိုင်းတွေမှာအားကောင်းလာမှလည်း interactive learning skill တွေလည်းရရှိလာမှာဖြစ်ပါတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ယနေ့ဆွေးနွေးပေးရင်းနဲ့ကျမယနေ့ဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်